တင်ဆက်ပေးနေတဲ့မန္တလေးမြို့ရဲ့ Judges Audition မတိုင်ခင်ပြင်ဦးလွင်မြို့ကအဆိုဝါသနာရှင်တွေအတွက်လည်းမြန်မာအိုင်ဒေါရဲ့ Mobile Casting ပွဲတွားရောက်ခဲ့ပါတယ်ပြင်ဦးလွင်မြို့ဟာနေချင်းစပွဲရာသီဥတုကိုပိုင်ဆိုင်ထားတဲ့အပြင်ရောင်စုံပန်းတွေအပြိုင်ဖူးဝင်နေကြတဲ့မြို့ငယ်လေးတစ်မြို့ဖြစ်တာကြောင့်ပန်းမြို့တော်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်ကျွန်တော်တို့ Mobile Casting Team ရောက်ရှိနေတဲ့နေရာကတော့ပြင်ဦးလွင်မြို့ပဲဖြစ်ပါတယ်ဒါကတော့ပြင်ဦးလွင်မြို့ရဲ့ Best Audition မှာလာရောက်အသက်စစ်ဆေးကြတဲ့ပြိုင်ပွဲဝင်တွေကတော့ဒုနယ်ကြီးပါပဲပြင်ဦးလွင်မှာရောက်လာတော့နှစ်ရက်3ရက်ရှိစောင့်နေရလောက်တော့မပိတ်ဘူးဒါပေမဲ့ခွင့်ယူပြီးတော့လာရတာပေါ့ဝါသနာအရန်ပါတော့ဝင်သားထိတော့မရဲဘူးနော်မြန်မာအိုင်တော့ဝင်သားတယောက်ဖြစ်ခဲ့မယ်ဆိုရင်အသစ်ဆန်းတစ်ခုပဲဆက်လုပ်ဖို့စဉ်းစားထားပါတယ်အောင်မြင်သွားရင်လည်းတည်ပြောတော့မှာပါဘယ်သူတွေကမန္တလေးမြို့ရဲ့ Judges Audition မှာဝင်ရောက်ရှင်ပြိုင်ဝင်ရမလဲနေမွန်းတဲ့ချိန်ကိုရောက်ရှိနေပြီဖြစ်တာကြောင့်မန္တလေးမြို့ကြီးရဲ့ရာသီဥတုအခြေအနေကတော့အစင်လာမပြတ်ပူပြင်းနေသလိုပဲပြိုင်ပွဲဝင်တွေရဲ့စိတ်လှုပ်ရှားမှုတွေကလည်းပုံပုံအရှိန်မြင့်တက်လာနေပါပြီအခုရှင်ပြိုင်မဲ့သူကတော့ဟုတ်ကဲ့ကျွန်တော်နာမည်ကစွမ်းပြအောင်ပါပြင်ဦးလွင်ကနေဝင်ရောက်ရှင်ပြိုင်ပြီးတော့အခုဒီ first audition ကိုလာပြိုင်တာပါအဖေဆိုရင်ဒီနေ့ like ခဲ့ချင်တယ်ဒါပေမဲ့သူ့အလုပ်ကိစ္စနဲ့သူလုံးဝမလိုက်နိုင်ဘူးအမေကတော့အခုချိန်ထိ like ပြီးအားပေးနေတော့မယ်ဖြစ်နိုင်ရင်တော့ winner တယောက်ဖြစ်ချင်တယ်ပြီးတော့ကျွန်တော်မရှိတော့တဲ့ကျွန်တော်အကိုပေါ့နော်ကျွန်တော်အကိုဖြစ်စေချင်တဲ့ဆန္ဒတစ်ခုကိုလည်းအဆုံးစွန်ထိဖြစ်ချင်ပါတယ်လွန်ခဲ့တဲ့3နှစ်ပေါ့ဒီဇင်ဘာလ18ရက်နေ့မှာသူကအလုပ်ကိစ္စနဲ့အပြင်သွားတယ်ပေါ့နော်အပြင်သွားပြီးပြန်လာတော့ဆိုင်က accident နဲ့ဆုံးပါတယ် final ထိပါမယ်ဆိုရင်တော့သူ့ကိုဘေးနားမှာမြင်စေချင်တယ်ဗျအဲ့လောက်ထိတော့ညှော်လန်းထားပါနော်ကဲဒီအဆင့်ကိုစွမ်းပြည့်အောင်တယောက်ကြော်ဖြတ်နိုင်ပါမလားကြည့်လိုက်ကြအောင်လားဗျာဒါ ready ဆိုလို့ရှိရင်ဆိုလို့ရပြီနော်ဟာနေချက်တွေရှိလို့ရှောင်ဖို့ကြိုးစားခဲ့သူမှာအသင်းလုံးရဲ့ခြေလမ်းကိုဟိုတားလို့မရပါနောက်ဆုံးဖို့ကြိုးစားရင်ရှေ့တိုးမိမေးပြောက်ဖို့အားထုတ်မှတတိကရနေပြန်မိမောင်အနေနဲ့ကတော့မောင်လေးအရန်အများကြီးပြောစရာမရှိပါဘူးအတန်ကိုထုတ်တဲ့အခါမှာနည်းနည်းလေး control လုပ်ဖို့ပဲလိုတယ်လို့မြင်တယ်ငယ်ပြောနေကြဆိုကလုံးလေးသုံးရမှာပဲဟုတ်ကဲ့ပါရှင်ခေသူမဟုတ်ကျေးဇူးတင်ပါတယ်ဒါဆိုသွားတဲ့အပေါ်မှာလည်းအမမြင်တာကတော့အမားယွင်းထူးထူးခြားခြားမရှိပေမဲ့တချို့နေရာလေးတွေမှာခန်းစားတည်ဆိုမှုလေးတွေကနည်းနည်းလေးလိုအပ်တာကိုတော့မြင်ရတယ်နော်အဲ့တော့အမားတို့ decision ချရမယ့်အချိန်ရောက်လာပြီပေါ့နော် Yes ကျေးဇူးတင်ပါတယ်ဒါ decision လား Yes ကျေးဇူးတင်ပါတယ် Yes ကျေးဇူးတင်ပါတယ် 3 years 3 years နော် Congratulations ဟုတ်ကဲ့ပါမမကျေးဇူးတင်ပါတယ်တန်တော့တော်လေးကိုအောင်ဟုတ် Wow စွမ်းပြအောင်ကတော့ဒိုင်နေစီယာ yes 3လုံးနဲ့တူ golden ticket ကိုအရယူပြီးနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါပြီဟိုလင်ရိုနဲ့မှာသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စောင့်တိုင်းနေကြတဲ့ပြိုင်ပွဲဝင်တွေအများကြီးကြံရှိနေပါသေးတယ်ကဲအခုဆိုရင်ကိုစင့်ခေါ်ဂျူနီယာကင်းနဲ့အောင်ကိုတို့ရဲ့တီဆိုရှိတဲ့မှုကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် Hello မင်္ဂလာပါနာမည်လေးကကိုအောင်ကိုဗျဟုတ်ကိုစင့်ဗျကိုစင့်တီဝိုင်းနေပါတယ်နဲ့ရောတချင်းဆိုဘူးလားတီဝိုင်းဆိုဘူးလားဆိုတော့တီဝိုင်းမဆိုဘူးကျွန်တော်မင်္ဂလာဆောင်ဘောလေးနည်းနည်းလောက်အလူဘောလေးနည်းနည်းလောက်ပဲမောင်လေးဘယ်လိုသချင်းမျိုးစားတွေကြိုက်တဲ့လဲဘယ်လိုသချင်းမျိုးစားတွေကြိုက်တယ်လဲဆိုတော့ကျွန်တော် pop တို့ R&B အလုံးမျိုးပေါ့သချင်းချိုအေးလေးမြန်မာ idol ဝင်ပြီးတော့ပြိုင်တဲ့အခါမှာဘယ်လောက်ထိမှန်းထားလဲသားဖြစ်နိုင်ဝင်တာဖြစ်ချင်တာစင်သင့်ဖြစ်လို့ရှိရင်စဆိုနိုင်ပြီငါဟာမန်မရှိအချစ်စိတ်တွေမွန်ပြီးတော့လိုခွင်းပြုတ်ပြီးမင်းချစ်တွေငါမေးလိုက်နေနိုင်တဲ့ပိုင်ငါတဲ့ခွဲလက်ခွဲ
တို့ရဲ့ချစ်တဲ့စိတ်ကမင်းတွေ့သေးလွယ်တွေ့ကြည့်ဖို့ငါရဲ့ဘဆုံးရှုံးမှုတွေနားမလဲကွယ်ရမှာငိုနေမိခဲ့ယုံကြည်စရာကွယ်ပြောက်သွားခဲ့ဒီချိန်မျောနေချင်တဲ့မင်းရဲ့ချစ်စကားတောင်ကိုရဲ့မမတွေမင်းတယောက်နားလေဘဝကန်ကျွေးလုံးမျိုးနေငါထားခဲ့ရှင်မရှိမောင်လေးအများကြီးလိုသေးတယ်ဟိုမရသေးဘူးမောင်လေးတချင်းဆိုဒါအများကြီးကိုလိုသေးရဲ့မောင်လေးရဲ့ sorry မတခါတည်းပဲဖြေပေးပြရစေမရသေးဘူးမောင်လေး no ဒါစူးစမ်းဖို့အများကြီးလိုပါသေးရဲ့တာရဲ့နော်စူးစမ်းပါအောင်အမလည်း no ပါတာရဲ့ စိတ်မကောင်းပါဘူးဗျာအားနေချက်တွေကိုစီရှိနေသေးတဲ့အတွက်သူတို့နှစ်ယောက်စလုံးနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်မရရှိခဲ့ပါဘူးခင်ဗျာနောက်တဲ့ရှင်မယ်ပဲပြန်မဝင်ရတော့တရိတ်ဆန်စိတ်ကူဆရာဝန်တယောက်ဖြစ်တဲ့နောင်လေးဖြူပါဒီစိတ်ကူးတဲ့အလုပ်ကိုလည်းမြင်နိုးတယ်ဒါပေမဲ့လေးတာတော့ဂီတာနှစ်ခုရှင်နေလို့ဘယ်အောင်ဆုံးလို့မလဲဆိုရင်ကျွန်တော်စိတ်ကူးတော့ဆုံးလို့ခင်ဗျာဘာကြောင့်လဲဆိုကျွန်တော်စိတ်ကူးတဲ့အလုပ်ကိုတော့ဒါရံပေးမထားဘူးထင်တယ်ကျွန်တော်ပေးထားတာချင်းဆိုတဲ့ပညာကိုပေးတယ်ကျွန်တော်ချင်းဆိုတဲ့ຢာနဲ့ရအောင်လုပ်ဒီမှာမဖြစ်လေနောက်တစ်ခုထပ်ပြောင်းလုပ်ဂီတနဲ့ပတ်သက်ပြီးသူ့ရဲ့ခံယူချက်ကတော့ဂီတကျွန်တော်စေးထိုးသလိုဂျန်နာမိုင်းတို့ဘာကိုထိုးပေးတာမှမဟုတ်တာဒါပေမဲ့စိတ်ကိုလည်းဆိုးရတယ်ဟိုမှာကင်ဆာရောဂါနဲ့တည်တော်မဲ့လူကြောက်ကိုဒိန်းဆိုကြောက်တော့ခုမပေးနိုင်ဘူးဒါပေမဲ့သူ့ရဲ့နောက်ဆုံးကြီးမှာဘလို့ပျော်ရွှင်မှုလေးဟိုမှာပျော်ရွှင်မှုလေးတစ်ခုဘလို့စိတ်ချမ်းသာမှုလေးတစ်ခုရပါမယ်ဆိုတော့ဂီတလုပ်ပေးနေတယ်ဂီတပေါ်ယူတဲ့နောင်လေးဖြူတယောက်ဘလို့ရလက်မျိုးရလာနိုင်ပါလဲဆိုတာကြည့်လိုက်ကြအောင်လားဗျာမင်းကဂီတကိုဘယ်လောက်ထိယူသွတ်တာလဲဘယ်လောက်ထိကြိုက်တာလဲဘယ်လောက်ကြိုက်တော့ဆိုဒါလေးကိုဘာလို့အဲ့လိုကြီးကြိုက်သွားလဲဆိုတော့ကိုမသိလောက်ကိုကြိုက်တာအော်အေးကောင်းလိုက်တာဟဲ့ကဲကျဲကျဲရှင်းရှင်းကြီးကြီးလင်းလင်းအကောင်းဆုံးထည့်လို့ရလားဗါတယ် crash crash ခွဲတယ်ထည့်လို့ရလားအော်ရတာပေါ့ဒါမောင်လေးမင်းစိတ်တိုင်းကြဆိုညမြစီကိုကန်းလောင်စေတော့ဝါမိတော့ကူလို့ကြွမ်းလောင်ငါဝါရောက်များလာမတော်မတော်လောင်လိုက်စားတော့ဖောက်လိုက်ညမြစီတွေလောင်ကသွားနောက်ဆုံးအမှဖွင့်ဆိုတယ်လို့ခေါ်တယ်ဒါပေမဲ့မောင်လေးဖွင့်လိုက်တော့ခါကြတော့မနိုင်ဘူးမနိုင်တာကိုကြည့်ရတာကိုလေးဖြူဆိုတာကိုမြင်နေရတယ်လို့ပဲပါဇက်တွေအဖွင့်အပိတ်တွေရောပါရောမင်းတော်တော်သဘောကျတယ်ဟဲ့လားမဟုတ်ပြသဘောကျတာ Freddie Mercury သဘောကျFreddie Mercury ကိုသဘောကျတာဒါရဲ့ vocal ကျုံးပေါ်မှာဒါက aura လွဲလို့ဒါ high pitch တွေပါကြတယ်ဒါမနိုင်ဘူးပွဲသိလားလိုအပ်ချက်ကလေးရှိနေသေးတယ်လို့အမကတော့မြင်တယ်နော်မောင်လေးအတန်ထိန်းချုပ်တာတွေဖွင့်တာတွေအများကြီးလိုပါသေးတယ် rock တချင်းတွေဆိုဖို့အတွက်လည်းလေလိုသေးတယ်မောင်လေးအမကတော့တခါတည်းပဲ comment ရောဖြေရောပေးပြစေမောင်လေးနော်အမကတော့ခေါ်မသွားနိုင်သေးဘူး no ပဲပြောပြစေအန်ကယ်ကလည်း no ပဲပြောပါတယ် sorry ပါနော်ကျေးဇူးပါပါ thank you ကောင်းပါကအားဟိုရှိတယ်ဗျဒါပေမဲ့ဘယ်အောင်လဲကိုက30လောက်ပေးမယ်သူက100လောက်မျှော်လင့်ထားရင်မရဘူးလေပြန်ဝင်နေမယ်ကျွန်တော်မတန်လားကျွန်တော်ပဲပြန်ဝင်နေမတန်လားတော့မသိဒီဒီကမှာတော့ပရိသတ်တွေပြောသွားအောင်တချင်းဆိုပြခြင်းနဲ့စပယ်စန္ဒာမြင့်ကြီးတချင်းဆိုတာအပြင်ဒီဇိုင်နာအလုပ်ကိုပါဝါသနာပါတဲ့မျက်ရည်မွန်နဲ့တချင်းဆိုရင် performance တွေလုပ်ရတာကြိုက်တဲ့ရမင်းကျော်စီလာတို့ရဲ့တီဆိုရှင်မြတ်မှုကိုကြည့်ကြမှာပါမင်္ဂလာပါညီမလေးမင်္ဂလာပါသမီးနာမည်ဘယ်လိုခေါ်လဲငိမ့်မို့သမီးရဲ့နာမည်ကတော့ရမင်းကျော်စီလာဖြစ်ပါတယ်ရှင်စပယ်စန္ဒာမြင့်ကြီးပါရှင်စပယ်ရဲ့စန္ဒာရဲ့မြင့်ကြီးရဲ့သမီးကလူ3ယောက်နာမည်ကိုတစ်ခါတည်းပေါင်းယူထားဟုတ်တယ်မမအမပုံနေနေရနာမည်ပဲရှင်ဟုတ်လားဟောဟေးပါလားသမီးတချင်းဆိုတာအပြင်ဘာတွေဝါသနာပါသေးလဲဒီဇိုင်နာဝါသနာပါဒီဇိုင်နာဝါသနာပါတယ်ဒီဝိုင်းနေပါရင်လည်းဆိုလေရှိလားဟိုဆိုတော့ဆိုဦးရဲ့ချင်းဒီဝိုင်းဆိုငငယ်လေး9နှစ်သမီးလောက်ကလေးကသမီးကစင်မော်တင်လိုက်မစင်းတော့သမီးစင်သင်းဖြစ်ရင်ဆိုမင်းရွေသွားတဲ့လမ်းမေးငါဘယ်လိုတားမြင်ရမလဲကွာပြောမထင်ရင်မင်းစလုံးလိုက်ဒီရင်ကိုချေဆုံးကန်ပြီးတော့ငါရဲ့စေတနာအကျနာတွေနဲ့မေးနိုင်ရဲ့တွေသိရွယ်ကြွေဝဲတာ
မဝဲနဲ့ဆိုလဲမလွယ်ပင်လေလိုက်တော့မှန်ကြည့်တာဒီငိမ်အောင်ထားကြည့်မလွယ်ပန်းပွင့်တွေဝေးရီချိုသိမ့်မွေးရင်ပြပရုံတွေနာခိုရာမစမ်းကြဲ ကိုပဲလွတ်လုံးပြီးမောင်းနိုင်မလဲ Oh way yeah 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 မိန်တွေပေးတာဂျေနဖူးမောင်းဖို့အမိန်တွေကိုမြစ်ပြန်ရုပ်သေးခိုင်းသမျှကိုကောင်းငိမ့်ကသဘောကောင်းခဲ့လေဒီတစ်ခါအမိန်တွေပေးတာဂျေနဖူး Woo ဟုတ်ပြီ သမီးကကိုယ့်အကို performance ဖြောပြီးတော့ဒိုးရအောင်မနေနိုင်တော့ဝတ်တက်ထပြီးတော့အားပေးရတယ်လူတယောက်ပျော်ရွှင်အောင်တော့ဆိုတတ်တဲ့ဆိုနိုင်တဲ့ပုံပန်းတံအောင်တော့တွေ့ရတယ်နော်သမီးဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်ဘာကြောင့်လဲဆိုတော့သမီးက movement နဲ့နော် performance လုပ်ပြီးဆိုသွားတဲ့အထဲမှာအဲ့ဒါလေးတွေတွေ့ရတယ်ဒါလေးတွေအကောင်းတဲ့အချက်ဟုတ်ကဲ့ဒါပေမဲ့တချင်းရဲ့အသားပေါ်မှာကျတော့သမီးလိုအပ်ချက်ကလေးရှိသေးတယ် တီဆိုမှုပညာပိုင်းလေးတွေသမီးလေးလာဖို့နည်းနည်းလိုပါသေးတယ်သမီးရဲ့ သမီးငယ်ပါသေးတယ်သမီးရဲ့နော်သမီးစူးစမ်းဖို့အများကြီးလိုသေးတယ်လို့အမကတော့မြင်ပါတယ်နော်သမီးနော်ကဲဒါဆိုလို့ရှိရင်တော့ decision time ပေါ့နော်သမီးနော် No သမီးစင်နဲ့မဖြစ်သေးဘူး sorry uncle no ပါ no ပါ sorry သမီး စူးစမ်းပြီးတီဆိုရှင်မြိုင်သွားခဲ့တဲ့မိမချော်လေး၃ယောက်စလုံး golden ticket နဲ့လွဲချော်သွားတဲ့အတွက်စိတ်မကောင်းပါဘူးဗျာကဲအခုဆိုရင်မြန်မာအိုက်တဲ့ဒိုင်၃ယောက်ကလည်းညင်းပယ်ရတဲ့လူတွေဇက်တိုက်ဖြစ်နေပြီမို့နောက်ထပ်အဆိုကောင်းတဲ့ပြန်မဝင်တွေရောက်ရှိလာဖို့ကိုမျှော်လင့်နေကြပါတယ်အခုဆက်လက်ရှင်မဲ့သူကရောဒိုင်တွေမျှော်လင့်နေတဲ့အဆိုကောင်းသူတယောက်ဖြစ်နိုင်ပါမလားညီမနာမည်ကတော့ Norwich ပါအသက်ကတော့22နှစ်ရှိပါပြီမန္တလေးမြို့ကဖြစ်ပါတယ်ကရင်လူမျိုးခရစ်ယာန်ပါနေ့တိုင်းလို့ကတော့တရက်ဆိုရင်တော့ကျောင်းသွားတယ်ပြန်လာကျူရှင်တက်တဲ့ထားရောเนาะဒါပေမဲ့စနေတင်းတွေဂျားရက်လေးဆိုလို့ရှင်တော့ piano teacher ဖြစ်အဲ့ဒါလေးကိုလုပ်ဖြစ်တယ်ပေါ့เนาะတချင်းဆိုတာနဲ့ပတ်သက်ပြီးတော့အပြင်ပြိုင်ပွဲတော့တစ်ခါမှမပြိုင်ဘူးပေါ့เนาะ ကျမကတော့ရိုးရိုးသားသားနဲ့ပြောရရင်သူ့ကိုပီယနိုလေးသင်ပြီးတော့ပဲဖြစ်စေချင်တယ်ဒါပေတော့ညာလေသူကဒီအဆိုကိုပြိုင်ချင်တယ်ဆိုချင်တယ်ဆိုတဲ့အတွက်ကြောင့်မို့ဖျားလို့ရှိရင်သူရောက်သွားတဲ့လောက်ကိုကျမတို့အနေနဲ့ကပံ့ပိုးကူညီပေးပါမယ်အစရင်အဆိုကောင်းနေတဲ့သူတယောက်မဟုတ်တဲ့အတွက်ကြောင့်မလို့ညီမဖြစ်ချင်တဲ့ဟာကိုရအောင်လို့တော့ဆူတောင်းပြီးတော့အတက်နိုင်ဆုံးထပ်ပို့ပြီးတော့ကြိုးစားသွားမှာပါ ready ဖြစ်ရင်ဆိုလို့ရပြီနော် လူကျင်တာတွေရမေဆိုဒါနောက်ဆုံးအချစ်တစ်ခုနဲ့ကြည်ဘဝခီးစားကြနေကိုရဲ့ရင်မဝင်လာဖြစ်ကြည့်နေတဲ့အချစ်တို့ရှိတဲ့ Towers and things see target Millie united ဒါမင်းအတွက်သိသမေရပြီသမီးရပြီအန်ကဲနားထဲမှာအတန်ပုံတရံအတန်ကာလာပေါ့နော်ဟုတ်ကဲ့မစိုးပါဘူးမတော့ညီမလေးကိုတိတ်အများကြီးတော့ထူးထွေပြောစရာတော့မရှိပါဘူးကောင်းပါတယ်ညီမလေးဆိုသွားတာညီမလေးတန်နဲ့လိုက်မဲ့ညီမလေးပုံစံနဲ့လည်းလိုက်မဲ့တချင်းမျိုးလေးကိုလိုက်ဖက်အောင်ဆိုသွားတယ်ဟုတ်ကဲ့အန်ကဲတို့အနေနဲ့ရွေးရတာလွယ်တော့မလွယ်ဘူးဟုတ်သမီးတို့အနေနဲ့လည်းမလွယ်ဘူးဒီအချိန်မှာတော့အန်ကယ်သမီးကို sorry ပါ no လို့ပြောချင်ပါတယ်မအနေနဲ့ကသမီးကိုအင်းကြီးအားပြည့်နဲ့ဒီအတန်ကောင်းအတန်ချိုနဲ့နောက်တစ်ဆင့်မှာမြင်ခြင်းတဲ့အတွက်ကြောင့်မလို့အခွင့်အရေးတော့ပေးခြင်းတဲ့သမီး yes ဟုတ်ကဲ့သမီးအတန်ကိုတော့ထပ်ပြီးတော့အများကြီးလေ့ကျင့်ရမယ်အတန်ဆိုတဲ့ပုံစံလေးကိုနည်းနည်းပြောင်းရမယ်ဟုတ်ကဲ့နော်
ပြင်တော့ရမှာပါဆိုတော့မသမီးကိုနောက်တစ်ဆင့်တက်ဖို့ခွင့်ရေးပေးမယ်ဒါပေမဲ့သမီးဘက်ကအများကြီးပြင်ဆင်ပေးပါထပ်ပြီးစူးစမ်းပေးပါโอเค ကျေးဇူးတင်ပါတယ်ရှင်ဟုတ် ရော့သမီးရဲ့တောက်ပါတယ်နေ့ကိုဒီနေ့ကစပြီးတော့ရှောင်းလန်းနိုင်ပါပြီလေနော်ဟုတ်ပြီနော်မမနဲ့ဦးကိုလည်းပြောလိုက်ပါ ဟုတ်ကဲ့ကျေးဇူးပါရှင် စူးစမ်းနော် ဟုတ်ကဲ့ရှင် ကရင်တိုင်းရဲ့သူလေ Norwich ကတော့ထိုင်နေစီက Golden Ticket ကိုရယူပြီးအစုံကောင်းသူတယောက်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါပြီ သူ့ကိုကြည့်လိုက်တာဒီကတော့ထွက်လာတဲ့အပန်လေးကိုကြားနေ အေးဟုတ်တယ်ချိုးချိုးလေးဟုတ် အခုဆိုရင်မန္တလေးမြို့ရဲ့ Judges Audition မှာ Golden Ticket ရရှိသူ10ဦးပေါ်ထွက်လို့လာပါပြီဒါပေမဲ့ Golden Disc ရရှိသူပြိုင်ပွဲဝင်ကတော့အခုချိန်ထိပေါ်ထွက်လာခြင်းမရှိသေးပါဘူးရရှိနေတဲ့ပြိုင်ပွဲဝင်တွေကဘသူကများ Golden Disc ကိုရယူနိုင်သွားမလဲဆိုတာကတော့မကြခင်မှာဆက်လက်ကြည့်ရှုအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ